UFC သမိုင်းမှာပထမဆုံးအကြိမ်ဖြစ်အာရှသားချန်ပီယံနဲ့အာရှသားစင်ခရိုသူတို့ရဲ့ခါးပတ်လူပွဲမှာမြန်မာနိုင်ငံဖွာဂျိုရှူဝါဘန်ကအနိုင်ရရှိခဲ့တာကိုသိသိပါသလား2026ခုနှစ်မေလ10ရက်ယနေ့မှာကျင်းပခဲ့တဲ့ UFC Flyweight Champion ခါးပတ်ကာကွယ်ပွဲမှာချန်ပီယံဂျိုရှူဝါဘန်ဟာသူ့ရဲ့ဂုဏ်သိက္ခာကိုအောင်မြင်စွာထိန်းသိမ်းနိုင်ခဲ့ပါတယ်ဒီပွဲစဉ်ဟာ UFC သမိုင်းကစားပထမဆုံးအကြိမ်ဖြစ်အာရှသားပလေတာ2ဦးချန်ပီယံခါးပတ်အတွက်ရင်ပြိုင်ရတဲ့ထူးခြားတဲ့သမိုင်းဝင်ပွဲစဉ်ဖြစ်ပါတယ်။ဂျိုရှူဝါဘန်ကိုလာရောက်စင်ခိုးသူကတော့ရှုံးပွဲမရှိစံချိန်ပိုင်ရှင်ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာပဲဖြစ်ပါတယ်။ပွဲစဉ်တောက်လျှောက်အကြည့်နဲ့ရှိခဲ့ပြီးမြဲ9ချီမြောက်3မိနစ်28စက္ကန့်အရောက်မှာကဂျိုရှူဝါဘန်ရဲ့ပြင်းထန်တဲ့လက်သီးချက်တို့ကြောင့်ပြိုင်ဘက်ဂျပန်ဖိုက်တာကိုအလဲထိုး knockout နဲ့အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပါတယ်။ဂျိုရှူဝါဘန်ဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလတုန်းကအလက်ဆန်ဒါပန်တိုဂျာကိုအနိုင်ယူပြီးချန်ပီယံဖြစ်လာခဲ့သူပါအခုပထမဆုံးအကြိမ်ခါးပတ်ကာကွယ်ပွဲမှာအနိုင်ရရှိခဲ့ခြင်းဟာသူဟာ flyweight weight တန်းမှာကမ္ဘာအဆင့်အားအကောင်းဆုံးချန်ပီယံဖြစ်ကြောင်းထပ်မံသက်သေပြလိုက်တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ဂျိုရှူဝါဘန်ဟာအမေရိကန်နိုင်ငံသားဖြစ်ပေမဲ့မြန်မာကြားတင်လို့အမည်တွင်တဲ့အတိုင်းမြန်မာပြည်သက်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူပါပွဲအပြီးမှာတော့သူ့ကိုအစင်တစိုက်အားပေးခဲ့တဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။